အခန်း3ပြပုံထဲကနောင်တနဲ့အိမ်ပြန်လန်းမောင်မောင်အိမ်ပြန်ရောက်ချိန်မှာတော့သူမျောလင့်ခဲ့တဲ့အောင်မြင်သူဆိုတဲ့ဂုံပုံမရှိတော့ပဲလူလိမ့်ဆိုတဲ့စိတ်တန်ရာနဲ့ခန္ဓာကိုယ်အနှံ့ကနှိပ်စက်ခံထားရတဲ့အမာရွတ်တွေသာပါလာခဲ့သည်ရွာထိပ်ကိုရောက်တဲ့အခါသူ့ကိုကြိုဆိုနေမှာကအဖေနဲ့အမေလို့သူထင်ခဲ့ပေမဲ့လက်တွေ့မှာတော့ခြံဝင်းလေးကခြောက်ကပ်နေသည်အဖေအမေသူ့တန်ကတိမ်ဝင်နေသည်အိမ်ထဲဝင်လိုက်ချိန်မှာတော့ဖះစင်ဘေးမှာတင်ထားတဲ့အဖေရဲ့ဓာတ်ပုံနဲ့အမဲရောင်ဖဲကြိုးလေးကိုတွေးလိုက်ရချိန်မှာမောင်မောင်ကဘာကြီးပြိုလဲသွားတော့သည်သူကြားဖြန့်ယုံမှာငရဲခံပြီးရှာပေးခဲ့တဲ့ငွေတွေကအဖေရဲ့အသက်ကိုမကယ်နိုင်ခဲ့ယုံတင်မကပဲအဖေဟာသူ့သားလူလိမ်ဖြစ်နေမှန်းသိသွားတဲ့နေ့မှာတင်ရင်ကွဲနာကြပြီးဆုံးပါသွားခဲ့တာဖြစ်သည်အမေကတော့ထောက်တနေရာမှာပိန်ချောင်ပြီးနိုင်တိုင်ထိုင်နေရှာသည်မောင်မောင်အမေချီဘွားပေါ်ခေါင်းတင်ပြီးရှိုက်ကြီးတင်ငိုကြွေးမိသည်ကျွန်တော်မှားပါတယ်အမေလွယ်လွယ်နဲ့ပတ်စံရမယ်ဆိုတဲ့နောက်ကိုလိုက်မိတာကျွန်တော်ဘဝတင်မကဘူးအဖေကိုပါတတ်လိုက်တယ်လို့ဖြစ်သွားပြီအပြင်လောကမှာမိုးတွေတဲထန်စွာရွာသွန်းနေသည်မောင်မောင်သည်လွတ်မြောက်လာခဲ့တော့လဲသူ့စိတ်ဝိညာဉ်ကတော့ထုံရဲခန်းထဲမှာတင်တေဆုံးသွားခဲ့ပြီဖြစ်သည်နောက်ကျသွားတဲ့နောင်တတွေကသူ့ကိုတစ်သက်လုံးတောက်လောင်နေတော့မှဖြစ်တယ်လို့နောက်ထပ်လူငယ်တွေကိုလည်းတူတားချင်နေမိသည်လွယ်လွယ်ရတဲ့ရွှေရောင်အိမ်မက်တွေနောက်ကိုမလိုက်ကြပါနဲ့အဲ့ဒါတင်းဘဝကိုဖျက်ဆီးမဲ့သွေးစွန်းတဲ့ထောင်ချောက်တွေပါပဲဆိုတဲ့စကားကိုသူအကြိမ်ကြိမ်ရေရွတ်နေမိတော့သည်